အဲ့ဒါကတကဘာလုံးကနှာခေါင်းရှုံအထင်သေးကြတဲ့စင့်ခေါ်ကောင်တစ်ကောင်ပါဒါပေမဲ့ကျွန်တော်အဲ့ဒီကောင်လေးကိုစင့်ခေါ်လိုက်ရတဲ့အချိန်မှာတော့ရင်ထဲမှာအတိုင်းမသိဝမ်းသာပီတိဖြစ်ပြီးဖက်လဲတနန်းတန်းရှုပ်ပစ်လိုက်မိတယ်ဒါကိုမြင်ရတဲ့အတန်းဖော်တွေကကျွန်တော်ကိုဝိုင်းလောင်ကြပြီးကဘာပေါ်မှာအတုံးဆုံးလူလိုတောင်သမုတ်ကြတော့တာပေါ့တစ်ချိန်ကကျွန်တော်အပေါ်အများကြီးမျှော်လင့်ချက်ထားခဲ့တဲ့ဆရာဝဲတောင်မှသူ့ရဲ့တင် जा ပေးမှုတွေကိုအလကားဖြုံးတီးပြရမလားဆိုပြီးဒေါသတကြီးဆဲဆိုချိန်ဆဲပါတော့တယ်ကျွန်တော်ကတော့ဘာစကားမှပြန်မပြောဘဲတိတ်တိတ်လေးပြုံးနေမိတယ်ပြီးတော့ချက်ချင်းပဲလှည့်ထွက်သွားပြီးကျွန်တော်ပိုင်ဆိုင်သမျှပစ္စည်းမှန်သမျှကိုတခုမကြံလိုက်ရောင်းပစ်လိုက်တယ်အဲ့ဒီပတ်စံအားလုံးနဲ့တားရဲ့အသားပေါင်ချိန်1000နဲ့လဲလှည့်ပြီးကျွန်တော်ရဲ့ခွေးပေါက်လေးကိုကျွေးမွေးလိုက်ကသူ့ရဲ့ဘီစနက်ဆိုင်တဲ့နေရာမှာမြုပ်နှံနေတဲ့ဝက်ဖဲပါရမီကိုနှိုးလိုက်ပါတော့တယ်ကျွန်တော်ကခွေးပေါက်လေးရဲ့ခေါင်းကိုအตาအရာပုတ်တက်ပေးနေတော့မှပဲကျွန်တော်စိတ်ထဲကနေစာချုပ်ချုပ်ဆိုခြင်းဆိုင်ရာအကြောင်းကြားချက်အတန်တစ်ခုမြည်ဟဲသွားခဲ့တယ်စာချုပ်တတိပေးချက်တစ္ဆာဆောင်တိမှုတရားမြည်သည့်အခါမျှတစ္ဆာဖောက်မည်မဟုတ်ဝိညာဉ်ချင်းချိတ်ဆက်မှုစတင်ရန်သဘောတူပါသလားကျွန်တော်အင်အားအပြည့်နဲ့သဘောတူသည်ကိုနှိပ်လိုက်တယ်အဲ့ဒီနောက်မှာတော့ကျွန်တော်ဝိညာဉ်တစ်ခုလုံးတဆတ်စီစုပ်ဖြဲခံရတယ်လို့ပြင်းပြင်းထန်ထန်နာကျင်လာပြီးအော်ဟစ်ကကျမ်းပြင်ပေါ်လဲကျသွားခဲ့ရတယ်ဘေးနာကအတန်းဖော်တွေကတော့ကျွန်တော်ကိုစိတ်တန်ရာတန်ချက်ကိုမခံနိုင်လို့လဲကျသွားတာလို့ထင်ပြီးပို့လို့တောင်ဝိုင်းလောင်ပြောင်ကြပါတော့တယ်အဲ့ဒီအချိန်မှာကျောင်းကအလှပကေးဖြစ်တဲ့ကျွန်တော်ရီစာဝီလိုကအနားကိုရှောက်လာခဲ့တယ်သူမမျက်နှာမှာအားနာရည်လေးတန်းနေပြီးတူတူလေးပြောရှာတယ်ကောလိပ်ဝင်ခွင့်အရွေးချယ်ခံပွဲဆိုတာတို့လိုတာမန်မိသားစုတွေအတွက်ဘဝကိုမြင့်တင်မှုတစ်ခုလေးတော့အခွင့်အရေးပဲလေလှန်စွမြင့်စီသူရဲ့လီယန်ကတို့နဲ့အတင်းဖွဲ့ဖို့အခုလေးတင်သဘောတူလိုက်ပြီးမို့လို့ငါနဲ့အတူတူမသွားတော့ဘူးနော်ကျွန်တော်ကတော့ဘာမှမဖြစ်တယ်လို့အေးအေးဆေးဆေးပဲထားထိုင်လိုက်ပြီးရပါတယ်ပြဿနာမရှိဘူးလို့တူတူတုတ်တုတ်ပဲပြန်ပြောလိုက်တယ်အဲ့ဒီလိုလွယ်လွယ်ကူကူနဲ့ပေါ့ပေါ့ပပပြန်ဖြေလိုက်တဲ့အတန်ကိုကြားတော့သူမကြိုတင်ပြင်ဆင်လာတဲ့ရှင်းပြချက်စကားလုံးတွေကလဲချောင်းဝမ်းမာတင်တဆူသွားခဲ့ရတယ်သူမဟာအရေးမပါတဲ့လူတစ်ယောက်လိုအဆက်ဆံခံလိုက်ရတယ်လို့ခံစားလိုက်ရတဲ့အတွက်နှာခေါင်းတစ်ချက်ရှုံလိုက်ပြီးဘာသနာညာတာမှုမှမရှိပဲလှည့်ထွက်သွားပါတော့တယ်သူမဘေးကမင်းကလေးတွေကလည်းကျွန်တော်ကိုယွန်ရှာမုံတီးတဲ့အကြည့်တွေနဲ့ဝိုင်းကြည့်ပြီးပြောကြတယ်သူကဟန်လုံနေတာပါအေးဝီလိုနင်ဘာမှမှားတာလုပ်ထားတာမဟုတ်ဘူးဘာလို့သူ့ကိုအားနာနေရမှာလဲသူ့ရဲ့လက်ဝါးဆောင်လောက်ပဲရှိတဲ့နူနာခွေးပေါက်စလေးကနင်းနဲ့တန်တာကြလို့ဒါပေမဲ့အခုချိန်မှာကျွန်တော်ကအဲ့ဒီမိန်းကလေးတွေကိုအာယုံဆိုင်ဖို့စိတ်မဝင်စားနိုင်ပါဘူးဘာလို့လဲဆိုတော့ဝိညာဉ်ချင်းချိတ်ဆက်မှုပြီးဆုံးသွားတာနဲ့ကျွန်တော်ရဲ့ခွေးပေါက်လေးဟာ S3 လုံးအဆင့်ရှိတဲ့ထူးခြားဆန်းပြတဲ့ပါရမီတစ်ခုကိုနိုးထသွားစေခဲ့လို့ပါပဲအဲ့ဒါကတော့အတော်မတန်ငတ်မှုခဲ့ခြင်းပါအဲ့ဒီစွမ်းရည်ကသူဝါမျိုးလိုက်တဲ့ဘလို့အစာကိုမစိုးတန့်စင်တဲ့စွမ်းရည်ဖြစ်ပြောင်းလဲပေးနိုင်ပြီးဘလို့ကန့်တက်ချက်ကိုမစိုးကြောလုံးကအကန့်အသတ်မရှိကြီးထွားလာနိုင်စေတဲ့အပြင်အဆင့်ဆင့်ပြောင်းလဲတိုးတက်မှုအတွက်အတားအဆီးမှန်သမျှကိုဖြိုဖျက်ပေးနိုင်စွမ်းရှိပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ခံစားခဲ့ရတဲ့နာကျင်မှုတွေအားလုံးကအလကားဖြစ်မသွားခဲ့ပါဘူး။တနိုင်ငံလုံးမှာ S3 လုံးအဆင့်ပါရမီကိုနိုးထနိုင်တဲ့လူဆိုတာလက်ချိုးရေတွက်လို့ရလောက်အောင်ကိုရှားပါလာပါတယ်